ဒါတော့သမိုင်းတင်တဲ့ဆရာကြီးတယောက်ကပြောတယ်မြန်မာပြည်မှာထေရဝါဒဗုဒ္ဓဘာသာလို့ဆိုတယ်တဲ့သို့တော်ထေရဝါဒဗုဒ္ဓဘာသာမစစ်ဘူးတဲ့ရွှေတကုံဘုရားပေါ်သွားကြည့်အဲ့ဒါလို့ပြောတယ်ကြားလိုက်ဖို့ပဲနော်အဲ့ဒီနေရာမှာခွဲခြားပြီးနားလည်ဖို့တော့လိုအပ်တယ်ပေါ့သူပြောတာမဟုတ်ဘူးလားလို့ဆိုတော့စိတ်တည်တာတော့ဟုတ်တယ်ထေရဝါဒဗုဒ္ဓသာသနာအစစ်ဆိုတာပိဋကစာပေမှာတော့ရှိတယ်စာပေမှာတော့အယောဓာပြုတော့မရှိဘူးတန့်ပိဋကတော်မှာထေရဝါဒတရားတွေတတ်မှတ်မရှိရောနေတာကဘယ်သူတွေတုံးဆိုလူသားတွေဘုရားဘာသာတွေကတော့ရောနေတယ်ထေရဝါဒဘုရားဘာသာဘုရားကိုကိုးဝယ်တဲ့ဘုရားဘာသာဝင်တွေကတော့ထေရဝါဒဘုရားဘာသာအစစ်မဟုတ်ဘူးလို့ပြောချင်ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ခုနပြောခဲ့တဲ့လူဟောစနေသားစနေတောင်းအဖရာမှာတွားပြီးလှုပ်တယ်ဆိုတဲ့ဒါမဲ့သူ့ရဲ့ယုံကြည်ချက်ကတခြားဖြစ်နေတယ်လေမြတ်စွာဘုရားဟောတာနဲ့လွဲချော်နေတယ်အဲ့ဒီလိုမျိုးတွေတော့ရှိတာပေါ့သို့တော့ခွဲပြောရမှာတော့ထေရဝါဒဗုဒ္ဓတရားတော်တွေကစစ်မှန်တယ်ထေရဝါဒဗုဒ္ဓသာသနာကိုလက်ခံပြီးတော့ကျင့်သုံးတဲ့လူတွေမှာရောထွေးနေတယ်လို့ဒီလိုတော့ပြောလို့ရတယ်အတွေးခေါ်တွေအမြင်တွေဟာမတန့်ဘူးဘုရားဘာသာလို့ဆိုပေမဲ့လို့တခြားဘာသာတွေနဲ့ရောထွေးပြီးတော့ယုံကြည်မှုတွေတခြားအရာတွေလက်ခံကျင့်သုံးမှုတွေဒါမျိုးတွေကရှိနေသေးပဲအဲ့တော့ဆိုလိုတာကတော့မြန်မာနိုင်ငံလူဦးရေဘုရားဘာသာဦးရေ85ရာခိုင်နှုန်းရှိတယ်ဆိုပါစို့အဲ85တဲ့ကဘုရားဘာသာဝင်ပြည်ပြည်တတ်တန်တန်ပြန့်ပြန့်ဘယ်နှယောက်ရှိတော့ဆိုတာလိုက်ပြီးဘီရင်လည်းမမေးဘူးเนาะခုနကနေထောင်နန်းတောင်းတွေကဘုရားကိုသွားရှိခိုးတာလည်းမဟုတ်ဘူးဆူတောင်းမြေဘုရားမှာဆူတောင်းတာလည်းမဟုတ်ဘူးကြီးလေးကြီးကြီးကိုကြီးမှာသွားပရိစိတ်ထားလည်းမပါရဘူးเนาะတန်ကြီးတော့ပါတော့ဟိုပကံသွားတဲ့အခါကျတော့ဆွဲတော်လေးစုကိုတမနဲ့တွင်ခူးလို့ရှိရင်ချမ်းသာတယ်ဆိုတဲ့အထဲမှာလည်းမပါရဘူးကြိုက်ထီးကိုသုံးပေါက်တိုက်ရင်တထေးဖြစ်တယ်ဆိုတာလည်းမပါရဘူးအဲ့ဒီလိုဟာမျိုးတွေမပါဘဲနဲ့ဖះဆိုရင်ဘယ်ဖះပဲဖြစ်ဖြစ်စိတ်ထဲမှာဓာန်တူထားနိုင်ပြီလားဆူတောင်းမြေဖះပဲဖြစ်ဖြစ်ပါဖះပဲဖြစ်ဖြစ်ဓာန်တူထားနိုင်ပြီလားဆိုတဲ့အဲ့ဒါနံပါတ်1ဘုရားဘာသာအားလုံးဒါတွေအယုံကြည်မရှိဘူးတရားတော်က၅ပါးသီလလုံအောင်ပြုဆိုင်တယ်တရဏဂုံဆောက်တည်ပြီးတော့၅ပါးသီလလုံးဝမကျိုးအောင်ပြုဆိုင်တယ်၈ပါးသီလသတ်ဆွမ်းတဲ့အခါမှာကျင့်ကြံကြိုးကိုအားထုတ်တယ်နေ့စဉ်နဲ့အမျှတရားထိုင်တယ်ဘုရားဘာသာစစ်စစ်ဆိုရင်လိုက်ရှာကြည့်လိုက်မယ်မြန်မာပြည်ကို research လုပ်ပြီးတော့ကြည့်မယ်သုတေသနလုပ်ကြည့်မယ်ဆိုရာခိုင်နှုန်းများလာမယ်မထင်ဘူးပေါ့နော်ဒီလိုဆိုနေတာအဲ့တော့ဘုရားဘာသာဝင်အစစ်ကဘယ်နှယောက်လဲဘုရားဘာသာဝင်အလတ်စားဘယ်နှယောက်လဲဘုရားဘာသာဝင်အညံစားဘယ်လောက်မြတ်စွာဘုရားကလည်းဟောတာပါလေတုတ်တန်နေတယ်ဘုရားဘာသာဆိုတဲ့စကလုံးကမြန်မာပြည်မှာဝင်လာတယ်တော်တော်နောက်ကျမှဝင်လာမြတ်စွာဘုရားလက်ထက်ကဘုရားကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်ဥပတကဥပတိခလို့ခေါ်တယ်အဲ့တော့ဗုဒ္ဓဘာသာဆိုတဲ့စကားလုံးကတော့ကြားမှုတာတော့ဗမာပြည်ကိုရောက်လာတဲ့ဒီအမေရိကန်ကခရစ်ယာန်သာသနာပြုတဲ့စာတီထွင်တဲ့စကားလုံးကိုကြားမှုတယ်ဘာသာဆိုတဲ့စကားလုံးတီထွင်သွားတာနော်တကယ်ကတော့ပါဠိမှာလည်းပဲဘာသာလို့ဆိုတာတခြားအဓိပ္ပာယ်တွေပြောတာများတယ်အခုလိုကိုးကွယ်မှုနဲ့ပတ်သက်တာကတော့ဒီဘာသာလို့မပြောဘူးပေါ့သို့တော်ခဏဟာဒီလူတွေရဲ့ခေါင်းထဲမှာမြဲသွားပြီဘာဘာသာလဲညာဘာသာလဲဆိုမြဲသွားပြီမြဲသွားတော့ဒါကတည်တံ့သွားတဲ့စကားလုံးတစ်ခုဖြစ်တာပေါ့အဲ့တော့လူညီရင်ဤကျွဲဖတ်ဆိုတော့ဤလို့မဖတ်ဘူးကျွဲဖတ်ထားတော့ဒါကျွဲဖြစ်နေတာပဲဤနဲ့ကျွဲဖြစ်နေမှာပဲအဲ့ဒီပုံစံမျိုးဖြစ်နေအဲ့တော့မြတ်စွာဘုရားကတုံးထားတာတော့ဥပဒကမျိုးသမီးကိုဥပဒကဒီနာနိုင်ငံတွေကိုကြည့်လိုက်မယ်ထိုင်းနိုင်ငံကဘုရားဘာသာကိုဘယ်လိုခေါ်လို့ဆိုဘုရားศาสนาလို့ခေါ်တယ်ဘာသာဝင်ကိုပြောတဲ့အခါဘုရားศาสนาဒီဟိုတွေကတော့သူတို့ဘုရားဘာသာသူပြောတဲ့အခါကျတော့ဗုဒ္ဓဂမလို့ပြောတယ်မေးကြည့်တဲ့အခါမတူတယောက်နဲ့တယောက်နော်ဗုဒ္ဓဂမလည်းပြောဗုဒ္ဓအာဂမဆိုတဲ့အဓိပ္ပာယ်နဲ့ပြောအဲ့တော့ဘာပဲပြောမြတ်စွာဘုရားကဗုဒ္ဓဥပဒကဆိုတဲ့ဘုရားကိုကိုးကွယ်တရားကိုကိုးကွယ်တန်ခါကိုကိုးကွယ်စိတ်ကပ်တဲ့ပုဂ္ဂိုလ်တွေ
အညံ့စားအကောင်းစားယရနာဆိုတဲ့စကားလုံးနဲ့အကောင်းစားလို့သုံးပြီးနော်အညံ့စားဆိုတာကဥပဒကစန္ဒာလဆိုတဲ့စကားလုံးနဲ့သုံးပြီးတော့မြတ်စွာဘုရားအကောင်းနဲ့အညံ့ခွဲဟောထားတာရှိအဲ့ဒါနဲ့လိုက်ပြီးတော့စစ်တမ်းထုတ်လိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ကိုဘုရားဘာသာအကောင်းစားဖြစ်အောင်လုပ်ဖို့လိုအပ်တယ်နော်အညံ့စားမဖြစ်စေဘုရားဘာသာအညံ့စားမဖြစ်စေအကောင်းအဲ့တော့အကောင်းစားဖြစ်ဖို့ဆိုတဲ့ဟာအင်္ဂါတစ်ချက်ကဘာလို့ဆိုသူကမင်္ဂလံပစ္စေတိနောကံကံကိုမယုံမဲနဲ့မင်္ဂလာကိုယုံလို့ရှိရင်ဒါမင်္ဂလာ38ပြမင်္ဂလာနဲ့သွားမရောနဲ့နော်အခုဗမာပြည်မှာလေနေချင်းညချင်းကြီးပွားခြင်းတော့ဘာလုပ်တယ်ချင်းဆိုင်တယ်အကျဉ်းစီအောင်မြင်ရင်တော့ဘာဖြစ်ကြံပင်ဆိုင်တယ်ကြံ့ကြံပါဆိုလို့ကြာပန်းဖျားမလို့ရဘူးလို့နော်အဲ့ဒါမျိုးတွေဟာဒါတက်တက်အစွဲလန်းတယ်ပြမမှာဆိုလို့ပန်းသီးဖျားမတင်နဲ့သူပဲစားတာပဲအဲ့စားရင်တော့မပင်မဘူးလားပင်မမှာပေါ့တော့အင်္ဂလိပ်လိုခေါ်ပြီးစားဖို့ apple လို့ခေါ်လိုက်ပြီးတာပန်းသီးလို့မခေါ်နဲ့အဲ့လိုဆိုလို့ရှိရင်အဲ့တော့ဆိုလိုတာအစွဲလန်းနေတော်တော်များများရှိနေတဲ့အကြောင်းပြောပြတာပါနော်အဲ့ဒီအစွဲလန်းတွေဟာဘုရားရဲ့အဆုံးအမတွေမဟုတ်ဘူးစွဲလန်းတွေကင်းနိုင်တယ်များကင်းအောင်မြတ်စွာဘုရားရဲ့အဆုံးအမတွေမြတ်စွာဘုရားကမင်္ဂလာကိုယုံပြီးကံကိုမယုံဘူးဆိုရင်အညံ့စားတယ်မင်္ဂလာဆိုတာပဲဟာတော့ဆိုကောင်းတာလေးမြင်ဒိဋ္ဌမင်္ဂလာကောင်းတဲ့တွင်ကြားရင်ဟာမင်္ဂလာရှိလိုက်တာလို့ဒီလိုပြောတာအဲ့ဒီမင်္ဂလာတွေကလောကီမင်္ဂလာလို့ခေါ်တယ်အဲ့ဒီလောကီမင်္ဂလာတွေကတကယ်အနှစ်သာရမဟုတ်ဘူးလူတွေရဲ့စိတ်ထဲမှာအကြိုက်တွေ့ရုံလေးတော့ရှိတယ်တကယ်မင်္ဂလာဆက်ဆိုတာဟဲ့ပညာမရှိတဲ့လူနဲ့မပေါင်းနဲ့ပညာရှိတဲ့လူနဲ့ပေါင်းပါပူဇော်တိုင်းတဲ့ပုဂ္ဂိုလ်ပူဇော်ပါဆိုတဲ့38ပြားသောမင်္ဂလာအကြောင်းတရားတွေကမှတကယ်မင်္ဂလာအစစ်လို့ဆိုကောင်းကျိုးချမ်းသာတွေကိုရစေနိုင်မှာရဒီလိုဆိုလို့လားအဲ့တော့ပြောမယ်ဆိုရင်အဲ့ဒီမင်္ဂလာ38ပါးသောမင်္ဂလာတွေကကြည့်မယ်ဆိုရင်ကံတရားတွေကြီးပဲလေဒါနည်းစဆိုဒါနကုသိုလ်ကံပဲလေအကုန်လုံးဟာကံတရားတွေကြီးကံတွေကိုကောင်းတဲ့ကံတွေကိုလုပ်တဲ့သဘောပဲအဲ့တော့မြတ်စွာဘုရားမင်္ဂလာကိုယုံပြီးတော့ကံကိုမယုံလို့ရှိရင်တဲ့ဥပဒကအညံ့စားကံကိုယုံပြီးတော့မင်္ဂလာကိုမယုံတဲ့ပုဂ္ဂိုလ်ကြရင်ဥပဒကကောင်းစားလို့ဒီလိုပြောတာဘုရားဘာသာဝင်ထိတ်တန်းဘုရားဘာသာဖြစ်တာနော်အဲ့ဒီအတိုင်းတန်လေးတွေနဲ့ကြည့်ပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတည်တတ်အောင်ကြိုးစားအားထုတ်ကြအောင်ဖြစ်တယ်အဲ့လိုကြိုးစားနိုင်မှဘုန်းကြီးတို့ဒီမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေဟာလူတွေရဲ့နှလုံးသားထဲမှာတန်တန်ပြန့်ပြန့်ရောက်ပြီးတန်တန်ပြန့်ပြန့်လိုက်မှကျင့်သုံးနိုင်ရမှာဖြစ်တယ်ပေါ့အဲ့လိုမဟုတ်လို့ရှိရင်အမိခံကတော့ဘုရားဘာသာပဲသို့တော်လုပ်နေတာတွေကဘုရားဘာသာနဲ့မဆိုင်တဲ့အလုပ်တွေလုပ်တယ်တခါတော့ကမက္ကဆီကိုကဘုရားဘာသာဖြစ်ကြတာမက္ကဆီကိုနိုင်ငံဆိုတာအလုံးသိတဲ့အတိုင်းခရစ်ယာန်များတဲ့နိုင်ငံပဲအဲဒီမက္ကဆီကိုကဘုရားဘာသာဖြစ်စားလူ30လောက်ဘုန်းကြီးတို့စီရောက်လာတဲ့အခါကျတော့မန္တလေးကမဟာမြတ်မုနီဘုရားကြီးဝင်ဖူးပြီးတော့စကိုင်းရောက်လာခွင့်တောင်းတယ်ဆရာတော်နဲ့တွေ့တော့မေးဆရာရှိရတယ်မေးကြပါလေမေးပါလို့ဆိုပြီးတော့အဲ့လိုမေးတဲ့ထဲမှာအမျိုးသမီးတယောက်ကဗာမေးလို့ဆိုသူဘုရားကြီးဝင်ပြီးတော့ဖူးတဲ့အခါမှာတဲ့အမျိုးသမီးမဝင်ရဆိုဆိုင်ဖို့တွေ့လာတယ်တဲ့ဘုရားဘာသာအဲ့လိုခွဲခြားဆက်ဆံတာလားတဲ့မကြည်မနက်မေးတာနော်ရွှေတော်ဘုရားရောလည်းပြည့်စင်အမျိုးသမီးမတရားရှိတယ်မဟုတ်လားနော်ကြိုက်တီးရိုးကြတော့လည်းဟိုဘက်ကအမျိုးသမီးမကူရရှိတယ်လေအဲ့ဒါခိုက်တယ်ခဏခဏပြဿနာဖြစ်တယ်နိုင်ငံခြားအမျိုးသမီးတွေကလည်းအမှန်တန်စွာတာလေမရဘူးသူကယောက်ျားရှိရနေချင်တာအဲ့တော့ယောက်ျားတွေတော့တစွတ်စွတ်ဝင်သွားပြီးတို့ကြမဝင်ရဘူးဆိုတာတို့တက်တက်နှိမ့်တယ်လို့စိတ်ထဲမှာတော့အောင်ပြီအဲ့ဒါဗုဒ္ဓဘာသာလားတဲ့ပြီးတော့ဘုန်းကြီးကသူတို့အကြောင်းနဲ့သိထားတာ This is not Buddhism ဒါဗုဒ္ဓဘာသာမဟုတ်ဘူးဗုဒ္ဓဝါဒမဟုတ်ဘူး This is not Buddhism This is a tradition လို့ဒါ tradition ခေါ်တယ်ဘုရားဘာသာနဲ့မဆိုင်ဘူးလို့ဒါမြန်မာလူမျိုးတွေရဲ့ tradition ကျင့်တတ်တာသူတို့ဒါကြောင့်မို့ခိုင်းလုပ်တဲ့လူတွေလည်းပြောတယ်မင်းတို့ရှင်ရှင်ဝိုးကြီးရှောက်မပြောနဲ့ခိုင်းလုပ်တဲ့လူကအမျိုးသမီးတွေဖျားရှင်မှာမတော်လို့ထမိန်နေ
ဘာဖြစ်လို့ညာဖြစ်လို့အဲ့လိုတွေပြောမပြောနဲ့လို့မင်းသူတို့စီမှာထမိန်ကောင်းပေါင်းပြီးရေချိုးတဲ့ယောက်ျားတောင်ရှိသေးတယ်နော်တကယ်တွေ့ခဲ့တာတီဟိုမှာဆိုရင်သူတလဲကိုတလဲဝတ်နေထမိန်ရေလုံးကြီးရှိတာမှာဘာမှမထူးဘူးခေါင်းပေါ်လည်းခြေထောက်တင်တာပဲအဲ့တော့ခြေထောက်ကနေကြပြီးခေါင်းကမြတ်တယ်လို့ဘယ်လိုလုပ်ပြောလို့ရမှာလဲခန္ဓာကိုယ်တစ်ခုလုံးဟာတူတူပဲပေါ့သို့တော့ဗမာတွေယူဆနော်ခေါင်းရင်းဆိုရင်အမော်မြတ်ထားတယ်ခေါင်းရင်းကိုခြေထောက်ထားရင်အလွန်စိတ်ဆိုးမယ်ဒါ tradition လို့ပြောတယ် tradition ခေါင်းမကင်နဲ့ခေါင်းကင်ရင်မကြိုက်ဘူးထိုင်းလေးတွေဆိုရင်ခေါင်းသားကင်ရင်ရံသူပဲဒီဟိုတွေကဘာလဲမဟုတ်ဘူးလူကိုချစ်လို့ရှိရင်ခေါင်းကင်ကလားတွေနဲ့ဒုက္ခရောက်တယ်အဲ့လိုမျိုးတွေတုံးနဲ့တူဒါတွေက tradition တွေကမတူပြီးတော့ဒီဟိုတွေတို့ Chinese တွေတို့ဘာလို့တော့ဆိုပြရင်သူကလက်နဲ့မပြဘူးခြေထောက်နဲ့ပြတာရှိလူဗမာကျတော့ဒါအမတန်ရိုင်းတယ်ဗမာကျတော့အမတန်ရိုင်းတယ်ဒါ tradition ပဲကိုကနားလဲလို့ရှိရင်ပြဿနာမဖြစ်ဘူးဟာဒီကောင်ရိုင်းလာဤသားဆိုရင်ဖြစ်ကြသူကလည်းသူဘာရိုင်းမှမသိဘူးလေရိုင်းလာဤသားဆိုသူ့ကိုသူလည်းဘာရိုင်းမှမသိတာသူလုံးနေကြတယ်ဒါခြေထောက်နဲ့ပြတယ်လေလူကြီးဖြစ်ဖြစ်ဘာဖြစ်ဖြစ်ခြေထောက်နဲ့ပြဒါသူခြေထောက်အားလို့ခြေထောက်နဲ့ပြတာပေါ့ကိုအားတာနဲ့ကိုလုံးကိုခန္ဓာကိုယ်မှာပိုင်ထားတာအတူတူပဲဆိုတော့လည်းခြေထောက်အတူတူပိုင်တာပဲအဲ့ဒါလို့တို့တော့ tradition ရဒါတွေကရိုင်းဆိုင်တယ်လို့ယူဆတယ်ယဉ်ကျေးတယ်လို့ယူဆကြတယ်အဲ့ဒါလို့ယူဆတာတီဟိုကျောင်းသွားကြည့်တရားနာပြီဆိုလို့ရှိရင်အမျိုးသမီးတွေကဒူးတုပ်ပြီးမထိုင်နိုင်တော့ဘာလို့လဲဘုန်းကြီးဘက်ကိုခြေထောက်ကြီးတွေဆင်းထိုင်ကြတယ်အမျိုးသားတွေကဘာလို့လဲဆိုလို့ရှိရင်အဲ့ဒါခင်ချထိုင်ပြီးဒူးတွေထောင်ထားတယ်အဲ့လိုထိုင်ကြတယ်အဲ့တော့မြို့သမီးတွေထိုင်တာကြည့်လိုက်လို့ရှိရင်ခြေတော်ကြီးဆင်းပြီးတော့ဘုန်းကြီးဘက်ကိုအဲ့မှာကဲဦးလေးတော့ခြိထားတယ်ဒါမို့ခြေစုံလက်စုံမိုးတယ်ဆိုတာအဲ့ဒါခေါ်တယ်ဒါဘုရားကရသွားတဲ့လူတွေဒီဟိုအဖွဲ့ဖျားကူးလာတယ်ဆိုတွေ့လိမ့်မယ်အဲ့ဒါဒီတိုင်းပဲတွေ့ရတတ်တာပဲနော်ခြေစုံလက်စုံမိုးဒါသူ tradition နဲ့တော့ပြောလို့မရဘူးလေသူတို့မှခြေထောက်ကိုယုံညံ့တယ်လို့မတတ်မှတ်ဘူးဘုရားဗမာကတော့ခြေထောက်ကိုအလွန်ယုံညံ့သည့်အတွက်ကြောင့်လူကြီးရှေ့ဆိုရင်ခြေထောက်ဖောင်းမထိုင်အောင်နောက်ပစ်ထားရတယ်နော်သူတို့じゃခြေထောက်နဲ့ကောင်တူပဲဘာမှမထူဘူးမြတ်စွာဘုရားရဲ့အဆုံးအမအစစ်အမှန်တွေကဒီ tradition တွေကနေခွဲထုတ်ဖို့လိုအပ်တယ် tradition တွေကခွဲမထုတ်နိုင်ဘူးဆိုရင်အဆုံးအမလုံးဘာလုံးနဲ့ရောထွေးပြီးတော့ဝင်ရောက်ပြီးတော့နေတာဘုရားအဆုံးအမအစစ်ကခုနပြောတဲ့အတိုင်းပဲဘယ်ချိန်လုံးလို့ကောင်းတာလို့ရင်ကောင်းတဲ့နှက်ခတ်ပဲနော်ကောင်းကင်ရဲ့ကျေတွေကကိုယ်ဘာမှမတတ်နိုင်ဘူးကောင်းကင်နှက်ခတ်တွေကကိုယ်ဘာမှမတတ်ကိုလုံးတဲ့မလုံးတဲ့ကိုယ့်အကိုပဲနားလည်ရမယ်အကုသိုလ်မဖြစ်အောင်လုပ်ရမယ်ကုသိုလ်ဖြစ်အောင်တတိဆောင်ဒါအဓိကလို့မြတ်စွာဘုရားအဆုံးအမအခြေခံမြတ်စွာဘုရားရဲ့အဆုံးအမလေဒါအဓိကတော့မြတ်စွာဘုရားရဲ့အဆုံးအမအနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်ကုသိုလ်အလုပ်ကုသိုလ်ဖြစ်တဲ့အလုပ်မှန်တယ်များလုပ်ကောင်းတယ်အကုသိုလ်ဖြစ်တဲ့အလုပ်မှန်တယ်များမလုပ်ကောင်းဘူးဒီလိုပဲတတ်မှတ်တယ်တချို့ကြတော့ဒါလုပ်ကောင်းလားမလုပ်ကောင်းလားကျို့ဘုန်းကြီးကျောင်းနဲ့ပြဿစီကောင်းလားမေးတယ်တူပါရှိသေးတယ်နော်အဲ့တော့ကိုယ်စိတ်တွေကကိုယ်စိတ်ပေါ်မှာမူတည်တယ်။ဒါတန်ဃာတွေသတင်းသုံးတဲ့နေရာပဲဘုရားကျောင်းကနေရှိတယ်။ respect ပေးလို့ချွတ်ရင်ကုသိုလ်ရတယ်ဒါမှန်တယ်။မချွတ်ချင်ဘူးဆိုလဲအကုသိုလ်မဖြစ်ဘူးသူက။မလေးမစားလုပ်တာမဟုတ်ဘူးပေါ့။တန်ဃာတွေတွေ့ရင်ချွတ်။သို့တော့ဗမာပြည်မှာလိုက်နာမှုနှစ်ခုဟာဆန့်ကျင်နေတာတစ်ခုရှိတယ်။ဘုန်းကြီးကျောင်းထဲဝင်တော့ဆက်ဘိန်းပေါ်ကတော့မဆင်ဘူး။မော်တော်ဆိုင်ကယ်ပေါ်မဆင်ဘူး။ဖဏတ်တော့ချွတ်တယ်ဒါအဓိပ္ပာယ်မရှိဘူး။နော်။ဖဏတ်တဲ့မော်တော်ဆိုင်ကယ်တို့ကားတော့ပူကြီးတာပေါ့ရှင်ထဲမှာလေအဲ့တော့ဆိုလိုတာကကားပေါ်ဆင်းလာပြီးဖဏတ်စီးလာတာအကောင်းဆုံးပဲပေါ့ဒီလိုဆိုလိုတာပေါ့ရှင်းတော့ဆိုဘုရားကျောင်းတော်ဝင်လို့ရှိရင်ဆင်းနေမြင်းတွေကိုပြင်မဲ့မှာထားခဲ့တယ်ဖဏတ်စီးပြီးဝင်လာကြတယ်ဘုရားနဲ့တွေ့တဲ့အခါကျတော့ဖဏတ်ချုပ်ပြီးတော့လေးစားရှိခိုးကြတယ်ဒီလိုကျောင်းထဲမှာဖဏတ်မစီးရဘူးဆိုတဲ့အယူဆတစ်ခုဟာဒါအလေးပြုရာကနေပေါ်လာတယ်သို့တော့ရွယ်ချက်ကောင်းရင်အပြည့်ရှိတယ်လို့ပြောလို့မရဘူး
အပြစ်ရှိတယ်လို့ဒီစီးသည့်အတွက်ကြောင့်အပြစ်မရှိဘူးနော်စီးသည့်အတွက်ကြောင့်စော်ကားလူကြီးလုပ်ရင်တော့အပြစ်ရှိစော်ကားလူကြီးလုပ်တာမဟုတ်ဘူးနော်လေးစားလို့လုပ်တယ်ဆိုရင်ကုသကောင်မှုရကောင်းတဲ့အလုပ်လုပ်တယ်လို့ဒီလိုပြောဘုန်းကြီးတို့ရွာတွေဆိုလို့ရှိရင်ကျောင်းထဲမပြောနဲ့ကျောင်းရှိကဖြတ်သွားရင်တော့ဘဏ္ဍချုပ်သွားဒါသူတို့အစဉ်လာတစ်ခုပဲပေါ့နော်အစဉ်လာတစ်ခု tradition လို့ခေါ်တယ်ဖះချုပ်ခိုင်းတာမဟုတ်ဘူးဖះချုပ်ခိုင်းတာလူချုပ်ခိုင်းတာဆိုဘုန်းကြီးတွေချုပ်ခိုင်းတယ်ရွာထဲသွားရင်ဘဏ္ဍစီးရအောင်ဘုန်းကြီးတွေနော်ခုတော့လည်းစီးနေကြနော်အဲ့ဒီလိုပြောင်းနေပြောင်းပြန်နေပေါ့ဖះအဆုံးမတော်နေတချို့ဟာပြောင်းနေပြောင်းပြန်ဖြစ်တယ်အဲ့တော့စာနဲ့ပေနဲ့တကယ်သိပြီးတော့လုပ်ဖို့လိုအပ်တယ်အဲ့တချို့ကတိမ်ထဲမှာအမျိုးသမီးမဝင်ကောင်းဘူးလို့ဘာလို့ပြောကြသေးတယ်မဟုတ်ပါဘူးအဲ့ဒါမဝင်ကောင်းဘူးလို့ပြောတာမဟုတ်ကိုလောက်မှတန်ဖိုးမရှိတဲ့အိမ်မြောင်တွေကတိမ်ထဲမှာနေနေတာပဲဥစ္စာအမျိုးသမီးကတိမ်မြောင်နဲ့တော့မြတ်ပါစေဆိုလိုတာကဒီမမယွင်ရင်ပြောဆိုရင်းကနေဒီလိုဖြစ်တာဒီလိုဖြစ်တာရှင်သာရိပုတ္တရာတို့သမုတ်တဲ့တိမ်ကရာဇဂိုမျိုးကြီးတစ်ခုလုံးကိုချုံးငုံပြီးတော့ကျောင်းကြီး78ကျောင်းခြုံပြီးတော့တိမ်တစ်လုံးနဲ့သမုတ်ထားတာဘယ်အဲ့ထက်မှအမျိုးသမီးရောအမျိုးသားတွေရောအိမ်တွေရောရွာရောအကုန်လုံးရှိနေတာပဲနော်အဲ့ဒါကြောင့်မလို့မဝင်ကောင်းဘူးဒီနေ့ကဘုန်းကြီးတစ်ပါးကဖုံးဆက်ပြီးတော့မေးတယ်ဆရာတော်တိမ်ထဲမှာအိမ်သာကုရီဆောက်ချင်ဆောက်လို့ရလားတိမ်ထဲမှာကုရီဆောက်ကောင်းလားလို့မေးအဲ့ဒါပြောလိုက်ရတယ်ရှင်သာရိပုတ္တရာသမုတ်တဲ့တိမ်ထဲမှာတော့ဘယ်ကုရီတင်ကမှာတော့တိမ်ဆိုဒီမှာယဟန်တန်ဃာတွေအတွက်ကံလုံးကံဆောင်မှုရအတွက်ညီညွတ်တဲ့ဧရိယာလေးတစ်ခုသတ်မှတ်ထားရရှိတယ်အဲ့ဒါနဲ့မဆိုင်ဘူးလို့အဲ့ဒီလိုပြောပြလိုက်ရတယ်တိမ်ထဲပဲမလုပ်ကောင်းဘူးလို့ဒီလိုမရှိပါဘူးကိုယ့်ကိုတင့်တော်ကြီးမတင့်တော်ကြီးကကိုယ့်ကိုဆုံးဖြတ်တာပေါ့နော်ဒီဒါကြောင့်မို့လို့နေ့စဉ်လုပ်နေတဲ့အလုပ်တွေထဲမှာဘုရားဆုံးမတွေမှန်မှန်ကန်ကန်သိကြဖို့အမှန်တမ်းအရေးကြီးတာ